အားလုံးပဲမင်္ဂလာပါစုဖြူဖူတိုကနေကြိုဆိုပါရစေဒီနေ့မှာတော့စမ်းချောင်းမြို့နယ်မင်္ဂလာလမ်းမပေါ်မှာရှိတဲ့ဘဲဆက်ဆိုင်ဒီဆိုင်ကိုသွားဆက်မှာဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးကြပါဦးဒီဆိုင်လေးမှာဘဲဆက်မျိုးစုံရတဲ့အပြင်အေးမျိုးစုံလည်းရတဲ့အတွက်ဘဲဆက်စားပြီးဆက်လာရင်အေးလေးတောက်ပြီးတော့အဆက်ဖြီလို့ရပါသေးတယ်ဒါလေးရတော့ဒီဆိုင်လေးမှာရရှိတဲ့ချင်ဆက်ခောက်ဆွဲလေးကိုပြင်ဆင်ပေးနေတာဖြစ်ပါတယ်စုဖြူမှာထားရလဲရောက်လာပါပြီစားလိုက်ပါဦးမေရင်ဒါလေးကတော့ချင်ဆက်ခောက်ဆွဲလေးပါသူကမာလာအရေးအထုံဆက်လေးနဲ့နှင့်ရဲ့အချိန်ရတာလေးနဲ့ပေါင်းဆက်ထားတဲ့အတွက်အခုလိုမိုးအေးလေးအချိန်မှာစားလိုက်တာနဲ့ကိုချင်ဆက်ဆက်ပွင့်ထွက်သွားမှာပါဒါလေးကတော့ဘဲဆက်ပေါင်လေးကိုကြော်ထားရလေးဖြစ်ပါတယ်။ဘဲဆက်ပေါင်လေးကိုစီပူပူလေးထိုးပြီးကျွတ်အောင်ကြော်ထားရဖြစ်လို့စားလိုက်တဲ့အချိန်မှာအပေါ်ရလာကျွတ်ကျွတ်လေးနဲ့အထက်ကဘဲပေါင်ရဲ့နူးညံ့မှုနှစ်ခုကတကယ်ကိုစားရတာလိုက်ဖက်မှုရှိပါရဲ့။စုဖြူကတော့ဒီဘဲဆက်ပေါင်ကြော်လေးကိုတော့တော်တော်ကြိုက်တယ်။ပြီးတော့အရွက်စုံတုပ်လေးလည်းစုဖြူမှာခဲ့ပါသေးတယ်။ဒီဆိုင်မှာဘဲဆက်အပြင်အရွက်စုံတုပ်လေးလည်းရသေးတော့အရွက်စုံကိုမာလာရဲ့ချင်ဆက်ရဲ့ဆိုပြီးတော့ကိုယ်စိတ်ကြိုက်တုတ်ခိုင်းလို့ရပါတယ်။ဒါလေးကတော့ဘဲမြစ်လေးပဲဖြစ်ပါတယ်အားလုံးပဲစားကြပါဦး။စုဖြူလို့ဘဲဆက်စားခြင်းပြီးအဆက်အရန်မစားနိုင်ရင်လည်းအဆက်စီလေးကိုတက်တက်ထည့်ခိုင်းလို့ရပါသေးရဲ့။သူ့ဆိုင်မှာဘဲဆက်အပြင်အမဲသားနဲ့အမဲဥလေးလည်းရပါသေးတယ်။ဒါလေးကတော့ဘဲဆက်စားရင်မပါမဖြစ်ဘဲဥလေးပဲဖြစ်ပါတယ်။စုဖြူကဘဲဥကိုဝါးလိုက်ရင်ထုတ်ဖြစ်နေရလေးကိုကြိုက်တဲ့အတွက်အမြဲတမ်းဘဲဥလေးမှစားဖြစ်ပါတယ်။ဒါလေးကတော့မာလာချက်ဥလေးပဲဖြစ်ပါတယ်။မာလာချက်ဥလေးကသူ့အတိုင်းစားလေအရသာရှိသလိုချစ်ဆက်ခောက်ဆွဲလေးနဲ့တွဲစားတဲ့အချိန်မှာလည်းစားရတာအရသာရှိပါတယ်။ဒါလေးကသူ့ဆိုင်မှာရတဲ့အချိုဝဲလေးတစ်မျိုးဖြစ်တဲ့ cherry တိုဘူးလေးပဲဖြစ်ပါတယ်။သူ့ကိုပေါင်မုတ်လေးရယ်တိုဘူးရယ်ခရင်လေးရယ်ချောကလက်အနှစ်လေးရယ်နဲ့အရသာရှိအောင်ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ဆက်စားလိုက်ပါဦးမယ်ကြည့်ရှုပေးတဲ့တယောက်စီတိုင်းကိုကျေးဇူးထူးတင်ပါတယ်တတား